Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ cloud ပါ Okay ညက average ကျွန်တော် corner fine နေမရဘူးဆိုရင်ကျွန်တော်ဒီနည်းလမ်းလေးနဲ့စမ်းသုံးကြည့်ပါဒါကကျွန်တော် user တယောက်ရှိရာ feedback ရတာ video လေးဖြစ်ပါတယ်ပထမဆုံးကျွန်တော်စားအခိုက်ပါတယ်ဝင်မယ်ဝင်ပြီးတော့ကျွန်တော်ကိုဆော့ရဲ့ version တော့အောင် Android data ပြီးတော့ PUBG content.ig fine UE4 game share tracker extra save Okay ပြီးတော့ pass ဆိုတဲ့ file ရောက်သွားရင်ကျွန်တော်ဝင်လိုက်ပါဝင်ပြီးတော့ကျွန်တော်အောက်ဆုံးဟိုမှာ game pass ဆိုတဲ့ file ရှိပါတယ်အဲ့ကိုတော့ပါ game pass ရဲ့ညမှာလာထားတဲ့ 80.83 MB ဒီ file လေးပြမှာပါ23368ဆိုတဲ့ file ဖြတ်ပါပြီးတော့ဖြတ်လိုက်ပါOkay ဖြတ်ပြီးတော့ကျွန်တော်ပုံမှန်တိုင်းပဲ content file ကိုထည့်မယ်corner file ထည့်နည်းတင်ပေးထားပါတယ်။တော့ကြည့်လို့ရပါတယ်။ Okay copy ယူပြီးထည့်လိုက်ပါ။ Okay connect ရပါပြီဆိုရင်ကျွန်တော်screen ကို USB လုပ်မယ်။ USB လုပ်ပြီးကျွန်တော် rename လုပ်ပါမယ်။ rename 1ကိုဖြတ်မယ်။ပြီးတော့ gain နဲ့ဝင်မယ်။ gain နဲ့ဝင်ပြီးတော့ logo ပြောင်းသွားရင်ကျွန်တော်3စက္ကန့်လောက်စောင့်ပြီးမှ okay နေမယ်။ Okay နှိပ်ပြီးသွားကျွန်တော်ခဏလေးစောင့်ပါခဏလေးစောင့်ပြီးတော့ကျွန်တော်data ပိတ်လိုက်ပါ wifi မှာ wifi ပိတ် data မှာ data ပိတ်ပါပြီးတော့ gain နဲ့ဝင်လိုက်ဒီရောက်သွားရင်ကျွန်တော် retry အောင်နေပါ Okay retry အောင်နှိပ်လိုက်လို့ဒီမှာ PUBG mobile ဆိုပြီးတော့ပေါ်လာပြီဆိုရင် internet ပြန်ဖွင့်ပြီးလို့ရပါပြီဒါဆိုရင်တော့ဒီကောင်ကခုနဖြတ်ထားတဲ့ file ကို update ပြန်မတင်ခိုင်းတော့ပါဘူး။ကားလေး gain နဲ့ဝင်ပါပါမယ်။ Okay ခဏလေးမှာကျွန်တော် line ကျနေလို့ပါခဏလေးစောင့်ပါ Okay ပြီးတော့ကျွန်တော် training ground နဲ့ဝင်ပါ training ရဲ့ဝင်ပြီးတော့ကျွန်တော် file တွေကိုစစ်မယ်စစ်ပြီးတော့အလုပ်လုပ်ပြီးဆိုရင် okay ပြီပြီးတော့ကျွန်တော် content ကို rename 1ပြန်ထားပြီးပါOkay ဒါဆိုရင်တော့ file ကပြန်ရပါပြီပြီးတော့ရင်ကျွန်တော်content ကို1ပြန်ထည့်ပြီးတော့ဒီတိုင်းထားပြီးပါထားပြီးတော့ရင်ကျွန်တော်file ကခဏခဏထည့်နေရတဲ့လူတွေကဒီကောင်ကို lock ခတ်ထားလိုက်ပါကျွန်တော်ဆိုရင် lock ခတ်ထားလိုက်ရင်ဒီကောင်ကတစ်နေ့တာလောက်တော့ခံပါတယ်တစ်ခါပဲထည့်ရမယ်တစ်နေ့ကိုတစ်ခါလောက်ပဲထည့်ရမှာပါlock ခတ်ထားလိုက်ရင်ဒီကောင် key open ဆိုပြီးဖွင့်ထားလိုက်တာနဲ့အဆင်ပြေတယ်ပြီးတော့ကျွန်တော်main နဲ့ဆောင်းပါဖြစ်တဲ့အတွက်ကြောင့်မို့မဖြစ်မနေခံကျင်လဲရရမခံကျင်လဲရကျွန်တော် file ကိုလေးခံပြီးဖြစ်တယ်ပို့ပြီးတော့ save ဖြစ်သွားအောင်ပါ Okay video လေးကတော့ဒီလောက်ပါပဲ Okay အားလုံးပဲအဆင်ပြေမယ်ထင်ပါတယ် Go ahead and start and make the pussy fart and we'll so while you twerk. Yeah.